သူစားကျွေးကိုအရေးကြီးပြဿနာရှိရဆို ဟုတ်တယ်ကျွေဟိုတခါသူစားပြောရတဲ့ကိစ္စကျွေဘယ်လိုသဘောရလဲ ဘာကိစ္စများလဲသူစား ကျွေးရလေကျွေသမီးလေးကိုလေသူစားကိုပေးပါလားဟိုသူစားတို့ခမိခမတော်ရအောင်လို့လေ ကျွေသမီးကငယ်ပါသေးတယ်အခုချိန်မှာအဲ့လိုအကြောင်းအရာတွေပြောဖို့အတွက်စောများစောနေသေးသလားလို့လေ မစောပါဘူးကျွေရဲ့ကလေးတွေကအခုချိန်ကစိစက်ထားမှာတော်တော်ကြမှာလေတော့ကြောင်မှုတ်ကဟုတ်ကိုင်းနဲ့တွေ့သွားလို့ရှိရင်ဒုက္ခရောက်နေဦးမယ်ကျွေပဲစဉ်းစားကြည့်လေသားနဲ့သမီးကနင်းနေလားရှင်နေမြအရင်လိုက်ဖက်မှာသားနဲ့သမီးကလက်ထပ်ပြီးသွားလို့ရှိရင်လေလုပ်ငန်းတစ်ခုကပူပေါင်းကြဖြစ်သွားမှာအဲ့ခါကြလို့ရှိလုပ်ငန်းကပို့ပြီးတော့ကြီးထွားလာမှာကျွေရဲ့ သူစားပြောရလဲဟုတ်သားပဲကျွေကသူစားသားဆိုရင်ဘာမှလက်မခံစရာမရှိပါဘူး သူစားလဲလေကျွေသမီးလေးမို့လေစိတ်ချလက်ချနဲ့ကိုချွတ်မတော်ချင်နေတာသိလား ဟုတ်ပါပြီအော်ဒါနဲ့သူစားသားလေးကိုငငယ်တော့ပဲတွေ့ဘူးလားကြီးလာမှတစ်ခါမဆုံးဘူးသေးဘူးနော် ဟုတ်တယ်ကျွေရဲ့ကျွေတဲ့ဆုံတဲ့ပွဲတိုင်းမှာလေတားအောင်ခေါ်လို့မရနဲ့အာကျွေနဲ့မဆုံဖြစ်တာတို့လောက်ပါလားလူကြီးချင်းလဲစကားပြောလို့ရအောင်ကလေးချင်းလဲပြေးတွေ့လို့ရအောင်တရက်ဆုံကြမယ်လေစိုင်းတောင်းရင် သူစားရဲ့အစီအစဉ်ကောင်းတာပဲ အဲ့တော့မှပဲကလေးချင်းတွေ့ပြီးမှစကားဆက်ပြောကြတာပေါ့သူသားတို့ ဒါမဲ့ကိုခန့်ကိုတော့အရင်တိုင်မရအောင်ပါ အမလီကျွေရဲ့ကိုခန့်ကိုဘာမှပြောဖို့လို့လဲကျွေကဒါဆိုတာပြီးနေတဲ့ကိစ္စဘာပြောစရာရှိလို့လဲ ဒါလည်းဒါပေါ့သူစားရဲ့ဒါမဲ့လည်းအိမ်နာဦးစီးဆိုတော့ကိုကဦးစားပေးပြီးအတိပေးတိုင်မရမှာပေါ့ ဟုတ်ပါပြီအားဆိုလို့ရှိရင်အကြောင်းပြန်တာလေးသူစားမျှော်နေမယ်နော် ဟုတ်ပါပြီရှင်ကဲကဲစားပါဦးတိုက်သမီးပြောနေမစားကြတော့ ကတော့နော် ကိုဒီနေ့ဖုန်းမွေးနေ့မှာဖုန်းနားမှာပဲနေပေးမှမလားအဲ့ နေမှာပေါ့ ဆိုဖုန်းလေးပါပိတ်ထားပေးလို့ရလား ဘာဖြစ်လဲ ကိုယ့်ရဲ့အာရုံနဲ့အားလုံးဖုန်းနားမှာပဲရှိစေချင်လို့လေ ကောင်းပါပြီဗျာဖြစ်ရမှာပေါ့ကဲပြေးလိုက် ရမ်းချစ်တယ်ဟင်းပွဲတွေတော့ပြင်လိုက်အောင်မယ် โอเค ရည်ရှိလား ယတိဒီနေ့မလာဘူးအမေဆုံးသူ့စားဆိုင်ထိုင်ပေးနေတာ ဘာဖြစ်လို့ရည်နေမကောင်းလို့ မဟုတ်ပါဘူးနေကောင်းပါတယ်ဒီလိုပဲကိစ္စလေးတစ်ခုရှိလို့လေ ဘာကိစ္စရှိတယ်ဆိုတာညီမသိ ဟိုလေအလုပ်ကိစ္စတွေတစ်ခုနဲ့ခီးတို့တွေသွားတာပါကိုရဲ့ ဘယ်တော့ရလဲကိုကြီးဆိုတဲ့လူနဲ့တော့ရတာ မဟုတ်ပါဘူးကိုရဲ့မဟုတ်ဘူးနော် ညီမလိမ့်နေဟုတ်လား မဟုတ်ပါဘူးအမေဆုံးဘာလို့လိန်ရမှာလဲဟိုသူတယောက်ထဲသွားတာပါ မဖြစ်နိုင်ဘူးထင်တယ် Cheers မွေးနေရှင်ကိတ်မခွဲခင်လဲမူးနေအောင်မယ်နော် ဖူးတော့မှထုံးစံမရှိဘူးကိတ်ခွဲခါကျရင်ပို့ပြီးပျော်အောင်လို့ပြိုးနေတာ ဟေးအဲ့ဒါကိုဖုန်းတော့မဟုတ်ဘူးနော်သူများကိုကြားတော့ပြောပြီးတော့ စော်တီခဏပဲ1 minute ပဲစိတ်မဆိုးနဲ့နော် ဟ
Hello မေဇန်ပြောနင်စက်တာလေးနင်ပြောရမှာပေါ့ပြောလို့ ကဲမွေးနေ့ရှင်အချိန်ခါကောင်းကိုရောက်နေပြီနော်ကိတ်ခွဲဖို့အစင်းသင်းမှာပဲဗျာ လာပြီလာပြီ အော်ဘလို့ဖြစ်ရတာလဲ ဟာဟုတ်ဘူးခုံအစွန်းရထွက်နေတော့အဲ့ဒါတိုက်နေသွား ကနာသွားသေးလား တာမနာပါဘူးကိတ်ခွဲလိုက်တော့လေ ဟာကျုံမွေးနေမဟုတ်ဘူးလေ ဟုတ်မှားပါလို့ကိတ်ခွဲရအောင်လို့ပြောတာ ကဲကြပြောင်းနိုင်ပြီညီပြီနော် ဟုတ် ကဲဗဒေးဆောင်လေးဆိုကြမယ်ကဲ Happy birthday to you Happy birthday to you Happy birthday dear Puye Happy birthday to you Hey hey ဆူတောင်းအောင်မလေး ဟုတ်တာပဲမေ့သွား ခုနဖုန်းဆက်တဲ့တယောက်လား ခုနဆက်တာမေဇွန်လေမေဇွန်မလာဘူးတဲ့ မလာတော့ဖုန်းဆက်ပြီးပြောရလားဖိတ်ထားလို့ မဖိတ်ထားဘူးမေဇွန်ကလည်းမလာဘူးတဲ့ဘယ်သူမှလည်းမလာဘူးတဲ့ အဲ့ဆိုမြင်နေရအောင် နင်ကမသိဘူးလေခဏလေးနော်ပြန်လာကြမယ် ဘာလို့လဲ ဘယ်သူမှမဟုတ်ပါဘူးဘယ်သူမှလည်းမရှိဘူးကြည့်ရတာခလေးတယောက်ကလက်စော်ပြီးတီးသွားလားဒါမှမဟုတ်အခန်းမှားပြီးတီးသွားလားမသိပါဘူးအဲ့ဘယ်ကအဲ့လိုပဲခိုင်းကြရှင်ထထမြည်ရကြည့်ရမကောင်းလုံနေတူတယ်တက်နေပြီလားမသိဘူး ကဲဟုတ်ပါပြီမကောင်းဘူးဆိုလဲအစ်စ်လဲပေးမှာပေါ့လာကိတ်လေးခွဲပြီးတော့လက်စားတက်လိုက်ကြအောင် ဟုတ် နော်ရော့ ဒီကိတ်ခွန်မေကဲရ ကိုပြန်ခေါ်